ကောင်းကြောင်းပြောကြမှာပဲဆောင်းကယူကိုမဆိုင်တဲ့ပေါင်းတင်တဲ့ငယ်ချင်းအရှမ်းရှိတဲ့မျက်ခွန်းလဲကြည့်မနေနဲ့တင်ပြောရမင်းတို့ဝဲသွားပြီးလဲနေလိုက်တော့ရောက်ပြီးငါပြောလဲ for sure ပဲကောင်းစားမနေနဲ့တော့ရောင်ပါတဲ့ငယ်ချင်းစိတ်ဓာတ်ခွန်အားနဲ့ရှင်းစနိုင်ဖို့ကိုလုံးကိုဆက်လို့ဟဲ့စိတ်တိုင်းမင်းနေလိုက်